ပြည်တော်မှာဖတ်ထုတ်ကောင်းကောင်းစားခြင်းလို့ရှာနေတဲ့သူလေးတွေရှိလားဒါဆိုလို့ရှိရင်ပုပ်ပညဈေးမှာရှိတဲ့ဖတ်ထုတ်ဆိုင်လေးတစ်ဆိုင်ကိုညွှန်ပေးခြင်းတယ်ဒီဆိုင်ကတော့အရသာနဲ့ဈေးနှုန်းနှစ်ခုစလုံးကိုချိန်နဲ့ရတဲ့ဆိုင်လေးပဲသူ့ရဲ့ဖတ်ထုတ်အလုံးလေးတွေကတစ်ခုချင်းစီမှာအစာအပြည့်ပဲအတွင်းသားတွေကလုံးဝလက်ဆက်ပြီးတော့အရသာတော်တော်လေးမိုက်တယ်ကွာသူ့စီမှာဖတ်ထုတ်ပြုတ်တို့ဖတ်ထုတ်ကြော်တို့ဖတ်ထုတ်အိုးခတ်တို့ဖတ်ထုတ်နဲ့ပတ်သက်တာလေးကောင်းကောင်းရတယ်ပေါ့နော်ဖတ်ထုတ်ဘရင်လို့ပြောလို့ရတယ်ဒီနေ့စားပြစ်တာကြတော့ဖတ်ထုတ်အိုးခတ်လေးသူတို့ဆိုင်က sauce ကိုလည်းကိုယ်တိုင်ပြုတ်လုပ်ထားတာဆို sauce က gin sauce လေးကွာဖတ်ထုတ်နဲ့တော်တော်လိုက်တဲ့ sauce လေးလို့ပြောလို့ရတယ်သူကဖတ်ထုတ်စားတစ်ခါစားပြီးလို့ရှိရင်ပြန်လာစားဖို့အတွက်ကိုနောက်တစ်ခါထပ်စားခြင်းနေမဲ့ဆိုင်လေးပေါ့နော်တစ်ခါစားပြီးလို့ရှိရင်အရင်တစ်ခေါက်ကသွားစားဘူးလေဆိုင်မှာဝန်ထမ်းတွေကလည်းဖော်ရည်တယ်ဖြူငါတယ်ဒီနေ့ကျတော့အကျုံရှိလို့မှားလိုက်တာပေါ့နော်ပါဆယ်ရောဆိုင်ထိုင်ရောနှစ်ခါစားဖို့သွားပြီနှစ်ခါစလုံးစိတ်ကျေနပ်ရလို့ညွှန်ပေးလိုက်တတ်ပါတယ်ဆိုင်နာမည်ကဝင်းနဲ့ပုပ္ပတိညဈေးမှာရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်